欢迎米昂莱总统先生对中国进行国事访问，彼此情无限，共饮一江水，这是中缅胞颇情谊的生动写照。中缅建交76年来，两国始终风雨同舟，守望相助。中国秉持亲诚惠容理念，将发展对缅关系置于周边外交重要位置。中国坚持不干涉内政原则，对缅友好政策面向缅甸全体人民，坚定支持缅方维护主权和领土完整，坚定支持缅甸新政府统筹发展和安全，找到符合国情、人民拥护的正确发展道路。ဆိုတော့ခင်ဗျာကျွန်တော်ပုံမှာနိုင်ငံတော်သမ္မတဖြစ်ရွေးချယ်တင်မြှောက်ခံပြီးတဲ့နောက်နိုင်ပိုင်းအတွင်းမှာပဲအဆွေတော်ကဝမ်းမြောက်ကြောင်းတုံ့ပြန်ကိုပထမဆုံးလက်ခံရရှိခဲ့တာဖြစ်ပါတယ်။ဒါဟာမြန်မာနိုင်ငံတရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံအစိုးရအသစ်ပေါ်မှာအလေးနဲ့ထားဖို့နဲ့ကျွန်တော်တို့နှစ်ဦးကြားမှာခင်မရင်းနှီးမှုကိုလည်းပြသနေတာဖြစ်ပါတယ်။အဆွေတော်ခင်ဗျာကျွန်တော်ရဲ့တရုတ်နိုင်ငံသို့လာရောက်လက်ပတ်မှုဟာ73ကြိမ်မြောက်ခီးစဉ်ဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဒီညီအေးချမ်းမှုနဲ့အတူရှိတွဲနေထိုင်ပါတယ်ဆိုလို့ကျွန်တော်အခိုင်အမာပြောကြားလိုပါတယ်